တာမြင်လားသွားကြည့်လိုက်ဦး ကြည့်ပြီးပြီ ဒီသွားကြည့်လိုက်ဦးခလေး တောင်ပေါ်မှာနေရမယ်ဇဝေကြီးအချိန်ကတောင်ပေါ်မှာပဲနေရမယ် ချတာတယ် မိတ်မသုံးခြင်းဘူးနော် ဟုတ်တယ် ပြီးတော့မိတ်မသုံးခြင်းဘူးနော် ညီတဲ့ ကြည့်မှာမပူနဲ့ကြည့်မှာ သိနော် ဘယ်တည်းဆုံးတာတော့ဘယ်လေးတော့ပြန်တော်မူတာတော့ဟာပြုကျဲမားလိုက်တော့ မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ရေတကွန်တောင်ရွှေဟင်းသာကိုအပေါ်တက်အောင်တော်မူဖျားမှာဒီဆရာတော်ကြီးဥဒ္ဓမကပြန်တော်မူတာ6ရက်ကြာမှဒါမိသားစုတွေကသိရလို့ပေါ့နော်ဒီဖြစ်သူကိုဝင်ရောက်ပူးကပ်ပြီးမကြွမလွတ်ကြောင်းပြောပြနေတဲ့ရုပ်သံပြီးဖိုင်မတန်လေးကိုတိဆက်ပြသပေးတော့မှာဖြစ်ပါတယ်အမေဆွေမျိုးလည်းသိအောင်လို့ဒီတလင်းလေးကိုလာရောက်ပြီးမျှဝေတိဆက်ပလိုက်ခြင်းဖြစ်တယ်အစမ်းကျွန်တော်တို့အတူလိုက်ကြည့်အောင် ဒီချတာမြင်လား မြင်းတယ်လို့ မြင်လားငါကူစောတော့ငါချတယ်လက်ပြချတယ်မြင်လား မြင်းတယ်လို့ ပြီးတော့လား သိတယ်မနေရဘူးဒီတောင်ပေါ်တောင်ပေါ်မှာနေရမယ်ဇဝေကြီးအချိန်ကတောင်ပေါ်မှာပဲနေရမယ်အဲ့မှာသာသနာပြုအမေရှိတယ်အဖေရှိတယ်ကိုကြီးကိုအောင်ဝင်းရှိတယ် ငါရှိတယ် မနေရဘူးပြီးတော့အမိန်သုံးရမလား ထားတယ် ညီကိုရင်အမိန်မသုံးမြင်ဘူးနော် မဟုတ်တယ်ငါရှိတယ်ထားတယ် ညာဘူးချက်ရမယ်ချက်အဲ့ဒါကြီးဘာမှကိုနောက်ပါမယ်ဟာ ဒီခေါကိုပြီးတယ်နော်တွင်ပေးတယ်ဟုတ်နော် ကိုနောက်ပါမယ်ဟာပဲရမယ်ကျန်တာဘာမှဆွဲလို့မရဘူး ငါတွေခွေငါမကြိုက်ဘူး ကြားလာပြီးတော့ပြောတာနားတော့ ကြိုက်ဘူး နားတော့ဒီမှာနေခွင့်မရှိဘူးကြားလား နေဦးမကွာနည်းနည်းနေဦးမ မနေနဲ့ဒီတော့တခါလဲခေါ်သွားမှာမရဘူးမနေလို့မရဘူးနေလို့မရဘူးဒီတော့တခါလဲခေါ်သွားမှာမထားဘူး သွားကြည့်ငါပြထားတယ်သွားကြည့်ဦး ဘာလို့တော့ သွားကြည့်ဦးငါပြထားတယ် ဘာလို့ပြတာတော့ မင်းတို့သွားဝင်ကြည့်လိုက်ဦး ကြည့်ပြီးပြီဒီတော့ကြည့်ပြီးပြီ ငါလက်ကြီးချတာမြင်လား မြင်းတယ်လို့ မြင်လားငါကူစောတော့ငါချတယ်လက်ပြချတယ်မြင်လား မြင်းတယ်လို့ ပြီးတော့လား သိတယ်ဒီတော့မသိဘူးလား မဆွဲနဲ့လေကိုရ အလို့တောင်းနေဆွဲနေတာတော့ မဆွဲတော့မဆွဲနဲ့ ဘာမှတော့အရင်ပြန်တော့ဘာတော့ပြော ကုလိုတွေက ငါလက်ကြီးချတာမြင်လားသွားကြည့်လိုက်ဦး ကြည့်ပြီးပြီ မင်းသွားကြည့်လိုက်ဦးခလစ်ပြလိုက်ကလစ် ဒီတော့အရင်ပြန်လို့တဲ့ကုသိုလ်တွေအရင်ပြန်တော့ကိုပါမှာဒါတွေကမပါဘူး နည်းလို့ပြလိုက် ဒါတွေမပါဘူး သနာပါတယ်နော် လက်ကြီးချတာ မနေရဘူးဒီမှာ ငါဖော်မချဘူးငါဖော်မချဘူးခုချတာတယ် မိတ်မသုံးခြင်းဘူးနော် ဟုတ်တယ် ပြီးတော့မိတ်မသုံးခြင်းဘူးနော် ငါလက်ကြီးချတာမြင်လားသွားကြည့်တော့သွား ကြည့်ပါခဏနေကြည့်ပါ တက်ကြည့်မလို့တက်ညီတက် ကြည့်ပါမပူနဲ့ကြည့်ပါ သိနော် ဘာလို့မလို့ကိုအောင်လေး မဆွဲနဲ့ မဆွဲနဲ့ လက်ကြီးငါချတာလက်ကြီးငါဟော ဒီမှာမကျွတ်လို့ပဲနေနေရမယ်ဘယ်နည်းရှိတော့ဘယ်တည်းဆုံးတာတော့ဘယ်လေးတော့ပြန်တော်မူတာတော့ ဟုတ်ရဲ့ရှိပြီ ဘာလို့ဘုံမဆက်တာလဲနေမကောင်းတာဘာလို့ဘုံမဆက်တာ ပြော လဲ တာတော့ကိုရ ငါကြောက်ပြီ ဘာလို့ဘုံမဆက်တာတော့ လေဖုံးဆက်ပေါ့ငါတို့ကုပိမာလေးနေမကောင်းရဲ့ဟမ်အဲ့ဘာမ ဘာ ဆက် လို့ဘုံမဆက်တာတော့ အဲ့လိုဘာဖြစ် အဖြစ်ငါခံရတယ်နော် သွားလာသေးလားလာတယ် ကိုကြီးဖရတယ်ဗျာနော် ဘာလို့ဆက်တယ်ငါတို့ကုပိမာပေါ့ကိုကျမ်းပါရေးပေါ့ကောင်း ဒီကိုမောင်နှမတွေကိုဒါနေမကောင်းတာကိုအတိမပေးဘူးလေ ဘာလို့စိတ်ခံတာတော့ ဟုတ်လက်ကြီးသွားကြည့်ငါထောက်ထားတယ် ကဲအမေမွေးတဲ့တယောက်တည်းမဟုတ်ကိုကြီးကိုတွေကြီးရတာနဲ့ ဘာလို့အဲ့လိုမလုပ်ကြရော ကိုကြီးတွေကြီးရတာနဲ့ အဲ့လိုလာပြီးကုပိမာပေါ့ဖေးအောင်ပေါ့တော့ ဒီကငါဘယ်မှမလုပ်တော့ငါကူခွန်ကြည့်တဲ့ကမလုပ်တော့ဘူး ကိုကြီးတွေကြီးရတာနဲ့ဘာလို့ဘုံမဆက်တာတော့ပြောပါလားငါရင်ကနေတယ်မကောင်းဘူးကွာပြောပါလား တက်ပြီးခိုင်းဒီက သနာပါတယ်နော် နော် ဒီမှာဒီကိုမနေရဘူးနော် နေနေဒီအောင်နေနေ မနေရဘူးရုပ်ကလေးတင်းကြိုပြီးတစ်ခါတည်းလိုက်ခဲ့မပြီးတော့နဲ့ လက်ကြီးထောက် ဒီမှာမျိုးတွေကျွန်တော်ပြီးဖိုင်လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးရဲ့ဖြစ်စဉ်ကတော့ဒီတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ကွန်တောင်ရွှေရင်တောက်ကိုအပေါ်တက်အောင်တော်မူဖျားမှာဒီဆရာတော်ကြီးဥဒ္ဓမကဒါတပါးတဲ့သတင်းသုံးနေတာပေါ့နော်ညီကိုမောင်နှမတွေလည်းရှိတယ်ဒီပုံကြီးကဒါနေမကောင်းတာကိုဒီညီကိုမောင်နှမတွေကိုအတိမပေးဘူးပြန်လို့တော်မူတာ6ရက်မြောက်နေ့မှာညီကိုမောင်နှမတွေအတိလို့ပေါ့ဒီဂျိုကန်နီးမှာဝင်ရောက်ပို့ကပြောဆိုတဲ့ရုပ်တံပြီးဖိုင်မတက်လေးကိုဒီစစ်ပက်တာပေးတော့ဖြစ်ပါတယ်ဒီပုံကြီးကတော့သူအเจ้าမှာဒီလမ်းနေလဲဒီပြီးစီအောင်မလုပ်ခဲ့ရသေးဘူးဒီဖျားတွေလည်းတည်ဖို့ကြံသေးတယ်ဒါကိုစိတ်ဆွဲပြီးတော့ဒီပုံကြီးကမကြွမလို့ပဲနဲ့အခုကတော့ဒါဝင်ရောက်ပို့ကပြီးတော့သူ့ရဲ့ညီဖြစ်သူကိုပြောပြနေတဲ့ရုပ်တံပြီးဖိုင်မတက်လေးကိုတိစစ်ပက်တာပေးတော့ဖြစ်ပါတယ်ဖိုင်လေးကြည့်ပြီးတော့လည်းမဆက်မကောင်းဖြစ်မိပါတယ်ဗျကျွန်တော်ပြီးဖိုင်လေးကဒီလောက်ပါပဲဒီဖိုင်လေးပတ်သက်ပြီးတော့အမျိုးရဲ့ထင်မိစားချက်ကိုလည်းကျွန်တော် comment မှာမှတ်ချက်ရေးပေးခဲ့လို့ရတယ်ဝေဖန်ကြိုက်ပြီးနိုင်ပါဗျနောက်ထပ်သတင်းတွေရရှိလို့ရှိရင်ထပ်မံတင်ဆက်ပေးပါဦးမယ်ကျွန်တော် channel နဲ့ပို့သူတဲ့ရတဲ့သတင်းတွေကိုမြန်တင်ဆက်ပေးအောင်မို့ကျွန်တော် channel လေးကို like ဆွာနိုင်ပြီးတော့ဘေးနာ notification လေးကိုပါနေခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ရမယ်တရာ